Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီ blog လေးကတော့ထိုင်းနိုင်ငံကြံထားဘူးလီမှာရှိတဲ့ထိုင်းကြိုက်ဒီကိုဖျားကိုသွားဖူးထားတဲ့ blog လေးပါခင်ဗျာတိုက်ရမီးသိမ့်မတင်မီးလေးမှလှလာတာတွေကတူမမနေပဲတိုက်တလုံးလုံးကြည့်လိုက်ခမ်းမောင်းကရာနဲ့ကြည့်ပြီးတယ်ကြည့်လိုက်တော့10ခန်းလောက်ပဲမြည်နေတယ်ဖျားသွားတဲ့လမ်းမှာလီရင်ဝင်းလမ်းကိုဖြတ်သွားတော့လီရင်အတက်စင်းလောက်တာခဏဝင်ကြည့်တယ်မတွေ့ဘူးအားလုံးကတအတော်ဖြစ်နေကြလမ်းတစ်ဝက်လေးရောက်လာချိန်နဲ့3နိုင်ကျော်လောက်ဖြစ်နေကျွန်တော်မောင်းလာဖင်နေတဲ့ပူလမ်းနေရတဲ့ဆေကောင်းတော့နည်းနည်းတော့မြန်လေးမောင်းနေကြတယ်အားလုံးဖျားနာကိုရောက်ကျင်ဆိုတော့သန်းနေဒါစီဆိုင်တဲ့ဆိုင်မှာဝင်လာတော့မယ်ကျွန်တော်တို့လမ်းတစ်ဝက်ရောက်ဒီလောက်ပိုင်းနည်းနည်းအင်တာဗျူးလေးလမ်းတစ်ဝက်ရောက်ကာပဲလေးပါလေးတောက်ကာပဲတောက်တက်တော့တောက်တက်တယ်ဘယ်လိုတောက်လဲအဲ့လိုမျိုးတောက်ရတယ်ဟုတ်ပါတိုင်လေးကမော်ဖြုတ်ခွဲစီဆိုင်မှာနားဝါတော့ကျွန်တော်တို့ဆက်သွားပြီဒီဒါကတော့လျောင်မျိုးလို့ခေါ်တာပဲကျွန်တော်လည်းတိချာတော့မသိဘူးလျောင်အဲ့ကနေကျွန်တော်ဆက်သွားရင်ဖះကိုထက်ရောက်ဖို့နောက်ထပ်2နိုင်လောက်ထပ်မောင်းရမယ်ကျွန်တော်မနာတော့တစ်ခါတည်းမောင်းတော့မနေ့2နိုင်လောက်တော့ရောက်နေဟောမှတ်မှာပြတာတော့ကျွန်တော်တို့ရောက်ရင်တော့တောင်ချီမှာခဏဝင်ခဲ့ဘူးဒီမှာဖះဖို့တောင်းแล้วมาเว้นลองบัตรสีชมพูนะครับท่านใดมีถึงบัตรสีชมพูนะครับตัวมันเป็นตัวบัตรสีขาวခါပြီးမုံရင်ကောင်းဝင်တာဝင်တာကြည့်ရတာရွတ်တတ်ပဲရွတ်တော့စိတ်ကြိုက်စားတယ်ကျွန်တော်တို့ကတော့ဒီမှာစားပြီးကားစောင့်နေကြတာလူလည်းတစ်ချက်ဆိုလိုက်ကားစောင့်နေကြကားလေးတွေကလုတ်ကပတ်လေးတွေဆိုတော့လူက10ယောက်တစ်စီး10ယောက်တစ်စီးဆိုတော့လူတော့တော်တော်များတယ်ရောက်ရည်လက်မမှာတော့အဆောင်ကြီး3000ကျော်ပါပြီတဲ့ရောင်းရတာเดินออกไปครับตรงหมายเลขก็เดินออกไปเลยလိုပဲစိတ်เสียရတော့ညာတကူကြီးရဲ့ဖျားဖူးကျင်တော့လဲครับไม่ต้องวิ่งเดี๋ยวขอก้าวเท้ายาวๆหน่อยကားတော့ရပြီထိုင်ဆောက်လိုက်ရတာအချိန်3နိုင်လောက်ကြာပါတယ်ရောက်တာမနက်9နိုင်ခွဲတဲ့ကားဆောက်လိုက်တာ3နိုင်လောက်ကြာတယ်8နိုင်ခွဲကြော်9နိုင်လောက်မှကျွန်တော်တောင်ပေါ်စားတက်ပြတာပေါ့အချိန်နေနဲ့တော့ဒါတောင်ပေါ်တက်နာပြောလို့တခုကြံနေတယ်ကျွန်တော်တို့ကားလက်မှတ်တော့တယောက်
200ကျတယ်ဒါကအတက်ရှင်းတာပေါ့အတက်ရောအရှင်းရောပေါ့ဒါတစ်တော်ဦးစီးဌာနကဒါသူတို့ရဲ့ဟိုတင်းတယောက်ဝေရေးအနေနဲ့တယောက်40ပြန်ကောက်လို့လားတယောက်240လောက်ကြာပါဒါကတော့ပြီးစီးပေါ့ပြီးရင်တော့ဒါမပြီးသေးဘူးလမ်းဆောက်ရအောင်ပေါ့နော်တို့ကြိုက်ထီးရို့လို့ပဲမြန်မာပြည်ကြိုက်ထီးရို့နဲ့နည်းနည်းရှင်းဒါဆန်ကောက်နေပြီးသေးကားတွေကတော့လုံးလုံးလောက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့သွားရရက်ကရက်ကြီးခါကြီးနဲ့ဆုံတော့လူတအားများသွားလို့စောက်လိုက်ရတယ်အဲ့တော့အချိန်ကြီးရတယ်ဒါလမ်းအောင်လဲရှိုးကျွန်တော်သွားတဲ့အချိန်ကမိုးထဲနည်းနည်းရွာတာတော့လမ်းတွေကချောနေလမ်းကျန်းလားဆိုတော့သူကမခင်းတာတော့ကျန်းတယ်ပဲပြောအောင်ပါဒါပေမဲ့လမ်းတော့ကောင်းပါတယ်သူတို့ထောက်လာတာလေဒါလမ်းကြီးမှတ်တာတော့ပြောမြဲတော်မှတ်တယ်လမ်းလေးအတက်အရှင်းတွေမှတ်တယ်ကားဆိုတာဖိုးပြီးပဲရမှာမှတ်လိုက်တာရေတော့တယ်ရအောင်တော့လည်းကားတွေအားလုံးကတော့ဖိုးပြီးဘောင်းသမားတွေရတယ်တကယ်ကျွမ်းကျင်တဲ့လူတွေပဲဒီမှာအကောင်းစားတော့တာတိုင်းစားတော့ဒီရတဲ့200တော့တန်တယ်အားလုံးဒီတော့ဒီဌာန40ကောက်တယ်ဆိုတာလေတန်ပါတယ်သူတို့ကျွန်တော်တို့သွားတဲ့အမိုက်တွေသူတို့ပဲပြန်ပေးနေတယ်ကြောင်းနဲ့ဈေးတွေအမိုက်တွေသူတို့ပဲပြန်ပေးနေတယ်လမ်းဆိုလည်းသူတို့ပဲပြန်ပေးနေတယ်ဒါရှိမှမိုးရွာတာလမ်းကျွံနေလို့လမ်းပြင်ပြီးနေတာဒီတော့ဒီဌာနကလည်းနေပုံစံနဲ့ပေါက်ဒါလမ်းဆောက်တက်တဲ့နေရာရောက်ဒီပုံတိုင်းလမ်းဆောက်ရအောင်ဆက်တက်ကြရှိတယ်ဟောဒီနေရာဆောက်တယ်ကျူးချင်တယ်နော်တက်စားဒါရီကသူတလန်းတလန်းညောင်းအေးလို့ကျေကြီးလို့နော်နှစ်လန်းလားပေါ့တိတ်ချင်မကောင်းတိတ်ချင်တော့လေကလေးကမှ30လောက်ပဲစိတ်နဲ့ဆိုခုချိန်ပေါ်ရောက်နေအေးညုံတယ်လို့သူများတော့တက်ခက်ပါ199 บาทหรือ200เนี่ยเนาะนะครับมาร่วมด้วยช่วยกันนะครับสร้างบุญกันเอาไว้ที่ใจพาเราไปในทุกที่ทรัพย์อื่นถึงเรามีทิ้งทันทีเมื่อเราจากไปนะลูกนะและมากดกับสิ่งเจ้าภาพกันก่อนนะครับคอยไปขอพรขอความสำเร็จด้านบนกันนะครับเนาะยินดีต้อนรับทุกคนทุกท่านลูกหลานทุกคนเนาะมาจากหลากหลายจังหวัดมาจากหลากหลายพื้นที่นะครับตั้งแต่วันศุกร์วันเสาร์อาทิตย์วันนี้วันอาทิตย์นะครับเนาะเป็นวันหยุดของลูกหลานวันหยุดการราชการวันหยุดนะบริษัททางร้านกิจการต่างๆเราได้มีโอกาสมาทำบุญแล้วแม่มาทำบุญกันได้ลูกเป็นหลอดไฟนะลูกนะเป็นหลอดไฟนะครับให้แสงสว่างทางสติปัญญาของเราแสงสว่างในทางอาชีพการงานเรานะลูกนะทำธุรกิจการงานทำการค้าการขายไปဘုရားပေါ်တက်တဲ့လမ်းတွေကတော့အားလုံးကတော့ဒီမှာမြင်တဲ့တိုင်းပဲသူတို့တိတိကျကျလိုက်လောက်တာပြီးလူလမ်းဆောက်တဲ့လမ်းတွေဆိုဒါအမှန်တကယ်မှဆိုဒီလိုနေရာတွေကအောက်ဆုံးကြောက်တုံးတွေမှာလိုက်ကွက်ပြီးသွားရမယ့်နေရာတွေဒါသူတို့ထိုင်းတွေကတော်တယ်ပဲပြောရမှာနော်သူတို့ဒီလောက်မြည်တဲ့တောင်ပေါ်တွေပါဒီလိုမျိုးလူသွားလမ်းမျိုးတစ်တာဓာတ်တွေနဲ့တိချာထိုးထားပြီးတယ်ဒီလိုအင်္ဂလိပ်နဲ့ထိုးခင်းလို့ရတဲ့နေရာကျသူခင်းထားပြီးတယ်မတ်လားဆိုတော့အဲ့လိုမျိုးမလုပ်တိုင်းတော့မတ်တယ်တော်မတ်တယ်ဒါမြင်တဲ့အတိုင်းပဲဒီမှာကြောက်တုံးလေးပေါ်ကွန်ရမယ့်နေရာတွေသူတို့ဒါအင်္ဂလိပ်လမ်းတွေတီးချာတရားတွေထိုးလာပြီးကျွန်တော်မြင်ခဲ့တာတော့အသက်ကြီးရဲ့လူတွေတွေ့တယ်တော်တော်များများတွေ့တယ်တက်50 60တဲ့လာနေကြတယ်ပဲ
တို့ဖြည်းဖြည်းနဲ့လုံးနဲ့တက်နေတယ်တအားကြီးအမတ်ကြီးမဟုတ်ပဲဒါလမ်းမှာလူတွေကပိတ်သူတို့ပဲစောင့်နေရတာပဲလူတအားများတယ်ဒါပေမဲ့လူများတော့တက်သွားတာမောလို့မောမှန်းတော့မသိဘူးသူကလမ်းဆောက်တက်ရတာတော့တိတ်မဝေးပါဘူး3 ကီလိုမီတာလောက်ပဲရှိမယ်အားလုံးပေါင်းပါမီတာ3000ပေါ့ဒါဒီလိုနေရာမတ်တဲ့နေရာကြီးဆိုတော့သူတို့အကျယ်ကြီးလောက်တော့ပြီဒီချာပဲဘုရားနာရောက်ခံနေပြီဆိုတော့ကျွန်တော်တို့ပါတဲ့ဘော်ဒါတွေကတော့သူတို့ကတော့သွားကြပြီမြန်နေရောကျွန်တော်တို့ကတော့လှုပ်နဲ့တက်နေသူကဘုရားဘော်ရောက်ပြီဒါဘုရားကြောက်တုံးပြီနားကိုရောက်ပြီသူတို့ကြောက်တုံးရတယ်ထူးဆန်းတယ်သူလည်းသူတို့ပဲကြိုက်ထီလို့ပဲဒါပေမဲ့ကြိုက်ထီလို့တော့ဟိုတယ်မဖြစ်ဘူးပေါ့တအားမလွတ်နေပေါ့သူကတော့ကြောက်တုံးမှာပဲထန့်နေတာပဲရှိဒါဖះကြောက်တုံးမဟုတ်ဘူးဖះကြောက်တုံးဟိုဘက်ခြမ်းမှာဒီအတုံးကြီးကကွယ်နေတယ်သူတို့ကတော့ထိုင်းနေရတော့ယူဆရှိတယ်သူတို့ဒိတ်ထန်ပြီးတော့ဆူတောင်းတာတွေပြည့်တယ်လို့ပြောတယ်ဒါဆူတောင်းပြည့်လို့လာတဲ့လူလည်းရှိတယ်လို့ဒီလိုမျိုးလက်ဆူတောင်းကြတဲ့လူတွေလည်းရှိတယ်အများကြီးပဲလာကြတော့ဗောဒါဒါဖះတက်တဲ့လမ်းလေးမှာဒါအကျွေစည်းတွေသူတို့ကြောက်တုံးမှာကတ်တဲ့ဟာတွေအောက်ပြန်ကျတဲ့ဟာတွေပေါ့ဒါတူလာတဲ့သဘောပေါ့ဒါဖုံးကြီးတွေအနောက်ကိုပြန်သိမ်းရမှာပေါ့ဒါမှဒီကြောက်တုံးကြီးကတော့ဒါနာမည်ကြီးတဲ့ထိုင်းကြိုက်ကြီးလို့ခေါ်တာကျွန်တော်အနားကိုဝင်ဖူးမလို့ဝင်ဖူးလို့တော့စောက်လိုက်ရတယ်တော့ကြားတယ်ဒါပေမဲ့ဓာတ်ပုံတော့မရိုက်ခဲ့လိုက်ရဘူးကွာလူကတအားများနေတော့အနားကိုကတ်ပြီးတော့ပဲကတ်လိုက်ရတယ်ဓာတ်ပုံကောင်းမရိုက်လိုက်ရလူတွေကများတော့အားနာပြီးဘာမှမလုပ်ခဲ့ရဘူးဓာတ်ပုံလည်းများဒီလိုအဝေးရပဲရိုက်ခဲ့ရအနားမှာဖျားကြည့်တော်ရာရှိတယ်သူဆွေဆက်တော်မျိုးဖျားကြည့်တော်ရာလေးဒါပေမဲ့ဆွေဆက်တော်မှာဖျားကြည့်တော်ရာနဲ့အားတူတယ်100%လောက်တူတယ်ဒီမှာကကျွန်တော်ကြည့်တာတော့ဟိုတင်းလောက်ပဲတူ40%လောက်ပဲတူမယ်သူကဘုရားရှိတော်ရာလို့ပြောတာပဲဒါပေမဲ့ကျွန်တော်အမြင်ကတော့တိတ်ပြီးတော့ဟိုတင်းတော့40%လောက်ပဲတူတယ်လို့တော့ပြောရမှာဒါပေမဲ့ဆွေဆက်တော်ကျွန်တော်သွားဘူးတယ်ဒါပေမဲ့တော်တော်တူတယ်ဆွေဆက်တော်မှာကျတော့ဆွေတွေပိုင်းကတ်တာလို့တော့တေချာကြည့်တော့မှ90လောက်တူတယ်ဘုရားကြည့်တော်ရာပုံစံနဲ့ဒီလိုကြည့်တော်ရာအတိုင်းပဲကျွန်တော်ရဲ့ဖျားဘူးခီးစဉ်တွေကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်နောက်ဘလော့တွေလည်းကောင်းအောင်ဒီထက်ကောင်းအောင်ကြိုးစားပါမယ်ကျွန်တော်ဒီဘလော့မှာလည်းပြောမှဆိုမှတာရှိရင်အားလုံးတောင်းပန်ပါတယ်ဒီမှာနေ